Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့လီယိုပါကျွန်တော်ကတော့Ryan ရဲ့မောင်လေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့တောက်ဆိုထားတဲ့ Superman လုံနည်းလေးကိုပြောပြမှာပဲဖြစ်ပါတယ် Superman လုံမယ်ဆိုတော့အရင်ဥသောအင်ကြီးကိုဘာလို့ပြရမလဲဆိုတော့အင်ကြီးကဒီအင်ကြီးပေါ့နော်ဒီစားလေးပေါ့နော်အဲ့ဒါလေးဝေပေးရမယ်အင်ကြီးဝေပေးမယ်အယောင်လေးကတော့ဒီအယောင်လေးပါတိကျမယ်လို့ထင်ပါတယ်ဒီအယောင်လေးပေါ့နော်ဒီစားဒီအယောင်လေးပါပြီးပါရဲ့ဒီဥစ္စာကကြတော့အနီရောင်ပေါ့နော်အနီရောင်ရပြီအဲ့ဆိုSupermanနဲ့တူလိုက်ပေါ့နော်ဒီပင်ကေကလည်းဒီကေလေးပေါ့နော်ဒီဥစ္စာလေးစပင်ကေအဲ့ဒါပါဒါမဟုတ်ဒါလေးပါဟုတ်တယ်ဒါလေးအဲ့ဆိုရင်ရပြီပေါ့နော်ဒါလေး0ပြန်ထားလိုက်ပါ0ဆိုရပါပြီဒီကိန်းနဲ့ဝင်လိုက်ပါကိန်းနဲ့ရောက်ပြီဆိုလို့ရှိရင်ကိန်းနဲ့ကိုရောက်ပြီဆိုပြမယ်ပေါ့နော်ဒီမီနူရဲ့ဝင်မယ်ပြီးတော့ရင်ဒီဖောက်နဲ့ရမယ်ဒီဖောက်လေးကိုနှိပ်ရမယ်ပေါ့နော်ဒါလေးကိုနှိပ်ရမယ်အလုံးနှိပ်ပြီးတော့လို့ရှိရင်ဒီရဲကိုဝင်မယ်ရဲကိုဝင်ပါမယ်ပြီးတော့လို့ရှိရင်ဒီဥစ္စာလေးကိုပေါ့နော်ဒီအပေါင်းအဲ့ဒါလေးကိုဥစ္စာပါဒီဥစ္စာလေးရဲ့54ထိရောက်တဲ့အထိဒီတစ်ဆိုဥစ္စာလေးကို54ထိရောက်တဲ့အထိလောက်ရမှာဖြစ်ပါတယ်လောက်မယ်ပေါ့နော်54ထိရောက်လောက်ရမှာဖြစ်ပါတယ်54ထိရောက်ပြီဆိုလို့ရှိရင်ဒီတိုင်းဖြစ်သွားပါပြီအဲ့ဒါသူဒီဘာမှမလုပ်တာတော့မှသူ့ဘာသာသူသွားနေပါတယ်အဲ့ဒါသူ့ရဲ့ဥစ္စာပဲပေါ့နော်သူ့ရဲ့ဥစ္စာပဲအဲ့တိုင်းသွားနေလို့ရှိရင်ကိုထိုင်းချုပ်လို့မရမှာဆိုလို့ဂျပတ်ဖွင့်လိုက်ပါဂျပတ်နဲ့ဆိုရပါတယ်ပြီးတော့လို့ရှိရင်အဲ့ဂျပတ်ကိုဖြောက်လိုက်ပါအဲ့ဒါဆိုရင်ရပါပြီဂျပတ်ဖြောက်တဲ့နည်းကတော့တီးလောက်မယ်လို့ထင်ပါတယ်ဂျပတ်ဖြောက်တဲ့နည်းကရမ်းလွယ်ပါတယ်အကြောင်းမို့ဂျပတ်ပြတ်သွားတယ်ဆိုတော့ရပါပြီရတော့ပြီဒါဆိုရင်တော့ Superman ရတော့ပြီ Superman ကိုတော့တိတလောက်လုပ်ပြတာပဲဖြစ်ပါတယ်စွမ်းအားတွေဘာတွေကတော့မရှိပါဘူးစွမ်းရည်ပါရှိအောင်လုပ်ချင်လို့ရှိရင်တော့ခဲနဲ့လုံးမရပါဘူးခဲနဲ့လုံးမစွမ်းအားရမှာပဲဖြစ်ပါတယ်အခုတော့ Superman ဖြစ်နေပါပြီတောင်းဆိုထားတာကြာနေလို့အခုမှလုပ်ပဲဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မအားလို့ပါကျူရှင်နေပါတက်နေလို့ပေါ့နော်အဲ့ကြောင့်မလို့ပါမအားလို့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဗီဒီယိုတွေမှာပြသေးပါမယ်အားလုံးပဲတက်တာ like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်ရော VPN လေးခံပြီးတော့ကြည့်ရှုပေးခြင်းအားဖြင့် support ပေးလို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲတက်တာ